嗨，大家好，我是李美珍老师。那今天呢，我也来给你们讲熊掌长大了这个故事。老师ဒီနေ့ကတော့ဒီပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။စာအုပ်လေးကတော့ Telegram Channel Sharing is Caring ဆိုတဲ့ channel လေးကနေပြီးတော့တည်တင်ထားလေးတွေ့တာပေါ့နော်။အဲ့ဒါနဲ့老师လည်းဒီစာအုပ်လေးကြိုက်တာနဲ့ပြပြဖြစ်တာပါ။ OK ဆိုတော့ vocab လေးတွေနဲ့ပါတူတူလေ့လာရအောင်နော်။那我们开始听一下吧。安安出生的那天，奶奶摸着安安的头。安安呢မွေးတဲ့ပေါ့နော်出生ဆိုတာမွေးဖွားတယ်那天ဆိုတာအဲ့ဒီနေ့ကိုပြောတာပါ奶奶ဖွားဖွားက摸着安安的头摸头ဆိုတာကတော့ဆိုခေါင်းလေးကိုပုတ်ပေးတာမျိုးပြောတာ摸头摸头အဲ့ဆိုရင်အဓိပ္ပာယ်ကအန်အန်လေးမွေးတဲ့အဲ့ဒီနေ့မှာပဲဖွားဖွားကအန်အန်လေးရဲ့ခေါင်းလေးကိုပုတ်ပေးပါတယ်။နောက်ဆိုဒီမှာပုံလေးမှာမြင်တဲ့အတိုင်းပဲပေါ့နော်။一只小手伸出来。OK， 一只是只ဒီဟာကအရင်တော့ကတရိတ်ဆန်တွေရဲ့အကောင်တွေရဲ့မျိုးပြပဲတည်ရပေါ့နော်။ဒီမှာကိုယ်ငါစိတ်ပိုင်းတွေကိုလည်း只နဲ့သုံးလို့ရတယ်။一只小手ဆိုလို့ရှိရင်လက်ကလေးတည်တည်လေးတစ်ဖက်ကတဲ့伸ဆိုတာက伸出来散ထုတ်တာကိုပြောတာပါ။抓住了它抓住抓ဆိုလို့ရှိရင်ဖမ်းထားတာပြောတာ抓住ဖမ်းဆုပ်ထားတယ်抓住了它ဆို它ကຫນွေတဲ့它နဲ့သုံးတာဖြစ်တဲ့အတွက်သူ့ဘဘရဲ့လက်ကိုဖမ်းဆုပ်ထားတယ်လို့ပြောတာပါ奶奶说ဘဘကပြောတယ်安安有一双熊掌熊掌ဆိုတာက是ဝက်ဝင်လက်ဘဝဒါမှမဟုတ်လို့ရှိရင်ခြေဘဝကိုသုံးတာပါ熊掌熊掌ဘဘကပြောတယ်အန်အန်လေးမှာရိုးစွာရှိတာ一双ဆိုတာ a pair of တစ်စုံပြောတာ熊掌ဆိုတာလက်ကလေးတစ်စုံပေါ့နော်ဒါဝက်ဝင်လေးလိုမျိုးတတ်ပါတယ်လက်ကလေးတစ်စုံရှိတယ်တဲ့很有力呀很ဆိုအရင်有力ဆိုအားရှိလိုက်တာ是ဒီမှာဒီအားကိုတောင်မွေးချတာလို့ဘာသာပြန်လို့ရပါတယ်ဆိုအဓိပ္ပာယ်ကတကယ်အားရှိလိုက်တာဖြစ်သွားမယ်安安一天一天的长大安安လေးကတရက်ပြီးတရက်ကြီးပြင်းလာပါတယ်။အရှိဒီမှာ长ကို长လို့မဖတ်ရပါဘူး။长大ဆိုရင်ကြီးပြင်းလာတာကိုပြောတာပါ။长ဆိုရင်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါလိမ့်မယ်။一天တရက်မှာတော့爸爸问安安问ဆိုတာမေးမြန်းလိုက်တယ်ဖေဖေက安安ကိုမေးလိုက်တယ်တဲ့။明天是奶奶的生日明天မနက်ဖြန်က是ဆိုတာဖြစ်တယ်။奶奶的爸爸ရဲ့生日မွေးနေ့ဖြစ်ပါတယ်你要送什么给他呢ဆိုရင်တတကပပကိုဘာလက်ဆောင်ပေးမှာလဲဒီမှာလို့ဆိုရောက်ကိုမဲမလို့ဆိုပြီးတော့အတိတ်ပဲပြန်လို့ရတယ်ရောက်မှာလို့ဆိုယူတယ်ဆိုတဲ့အတိတ်ပဲလည်းရှိပါသေးတယ်အရှိရောက်ကိုအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်စုံမှာအတိတ်ပဲနှမျိုးရှိပါတယ်လက်ဆောင်ပေးသည်ရဲ့လိုကိုအိမ်ပြန်လိုက်ဖို့သည်တနေရာကိုပြန်ပြီးတော့လိုက်ဖို့သည်ဆိုတဲ့အတိတ်ပဲလည်းရှိပါတယ်စုံဒီမှာစုံသည်လက်ဆောင်ပေးရလို့ဘာသာပြန်ပါမယ်安安想啊想啊安安那个စဉ်းစားတယ်ပေါ့နော်ဒီမှာ是想啊想啊လို့မဖတ်ပါဘူး想啊想啊လို့လေးဖတ်ပါမယ်有了一个好主意有了ရှိသွားတယ်一个တစ်ခု好主意 idea ကောင်းတစ်ခုရှိသွားပါတယ်好主意好主意他开心的去找妈妈开心的သူကပျော်ရွှင်စွာနဲ့去သွားတယ်找啊ရှာဖွေတယ်妈妈မိမိကိုသွားရှာတယ်တဲ့围着妈妈转来转去围ဆိုတာပေးပတ်ချလဲဆိုတဲ့အဓိပ္ပာယ်围着ရဲ့အဓိပ္ပာယ်က for 反应题ဆိုမိမိရဲ့နာမှာဝိုင်းကြည့်ပတ်လုပ်လျက်ပေါ့နော်ပြောမှာဆိုပတ်လျက်转来转去ဆိုတာလဲဟိုပတ်ဒီဘက်ပတ်နေရနော်သူ့မိပဲပေးပတ်ချလျက်နေပတ်နေရ第二天ဒုတိယမြောက်နေ့မှာ奶奶来了ဖွားဖွားလာပြီတဲ့安安请他坐下来安安လေးက请မှာ是အဓိပ္ပာယ်တွေအများကြီးရှိပါတယ်ဒီမှာကခိုင်းစေတယ်ဒီလိုမျိုးလုပ်ခိုင်းနေပေါ့နော်请က invite လုပ်တယ်လို့လည်းဖိတ်ကြားတယ်လို့လည်းသုံးလို့ရတယ်နောက်ဒီမှာဖွားဖွားကို坐下来ထိုင်ခိုင်းလိုက်တယ်闭上眼睛闭ဆိုတာပိတ်တာ是တယောက်ကားမှာ是တန်းကလေးလေးဆိုတည်ရပါလေ闭嘴不是ကိုပိတ်shut up ပေါ့နော်闭上眼睛ဆိုမျက်လုံးလေးပိတ်ထားခိုင်းတယ်
一年一年过去，等你比等你狗送多嘞。安安陪奶奶去巴沙，巴沙说是谁个表达吧？မလေးတော့နော်ဘာသာကနေလာပါနော်အဲ့တော့စင်ကာပူမှာပဲတုံးပါတယ်Mandarin လို့ဆိုရင်တော့市场လို့တုံးပါမယ်下一个牛车水牛车水ဆိုတာက Chinatown ကိုပြောတာပါဟော是တင်ထားတယ်藤人街ကကြတော့ Mandarin အနေနဲ့တုံးတာဒါကတော့စင်ကာပူမှာတုံးတာပေါ့နော်牛车ဆိုတော့နွားလဲပေါ့နော်水ဆိုတာရေဆွဲရတာနော်ရှေ့ခေတ်ကရင်တော့ရေနဲလို့နော်နွားလဲနဲ့ရေကိုဆွဲတာမလို့牛车水လို့ခေါ်တာပါပုံမှန်ဖြစ်တော့ဆို唐人街လို့ခေါ်ရင်ရပါတယ်买东西ဆိုရင်ပစ္စည်းဝယ်တယ်ပေါ့နော်အဲဆိုရင်တရုတ်တန်းမှာပစ္စည်းဝယ်တယ်တဲ့去三八网ဆိုတဲ့နေရာကိုပြောနော်散步ဆိုရင်နာဖွားနဲ့ညောင်ပြညာပြေလမ်းလျှောက်ထွက်ကြပါတယ်奶奶摸着安安的手我爸က安安လေးရဲ့လက်ကိုကင်ပြီးတော့ပေါ့နော်说ပြောတယ်小熊掌真的长大了နော်ငါရဲ့ဝဝင်လက်ကလေးကတကယ်ပဲကြီးပြင်းလာပါပြီ好吧今天的故事就到这儿哦记得关注我们的主页哦谢谢拜拜